အမရာပါအမရာဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့ရှင်ပန်ထရာရဲ့မျက်နှိုးပွင့်ဝေဆိုတဲ့စာအုပ်ထဲကရှင်ပန်ထရာရဲ့ဒိုင်ယာရီလို့မြည်ရပါတယ်ကိုရောက်ရဲမှုနဲ့ကိုစူးစမ်းပန်းစားတက်မှတ်ထားသူပါဒီလမ်းကိုရွေးပြီးဒီလူစီတက်တဲ့လမ်းလို့ကမ်းလာတဲ့လက်ကလေးကိုတော့မျက်နှိုးစွာကျေးဇူးတင်ရပါတယ်ဘယ်ရာကိုမှဒါလေးများဒီလောက်လေးများဆိုပြီးပေါ့ပေါ့ပါပါမတွေးခဲ့ဘူးဒန်ယာရဲ့အတိမ်နက်ကိုသိနေသူတို့တော့တခြားသူရဲ့အဆူရလေးကအစကိုချင်းစာတတ်ရတယ်မစုံလို့တဲ့အခါရှောင်လွဲခွင့်ရှိတယ်မယူလို့တဲ့အခါညင်းပယ်ခွင့်ရှိတယ်တစ်ရှူလေးတစ်ရွက်ကမ်းပေးမိတာကအစအမိုက်ကလေးတစ်ဖက်ဖယ်ပေးမိတာအဆုံးစိတ်ရင်းနဲ့ပေးခဲ့တဲ့မြတ်တာဆိုတာလှောင်ရဖို့တသက်မဟုတ်ခဲ့ဘူးတစုံတစ်ယောက်ရဲ့အချစ်ခံရလို့ကြည်လင်ငြိမ်းမြနေသူမှန်သမျှကိုဘလို့စိတ်နဲ့မှမလောင်ရရက်ဘူးစစ်မှန်တဲ့ချစ်ချင်းမြတ်တာကိုမဟုတ်လဲတခြားသူတွေပိုင်ဆိုင်ခွင့်ရတာမျိုးကြတကယ်ကြည်နူးရတယ်မိကောင်းမေ့ပါလိမ့်မယ်တတိမရစရာအကြောင်းတော့မရှိဘူးဒီတင်မဲလားလို့မေးရင်ဒီလောက်နဲ့ပဲရက်တန့်ဖို့လုံလောက်တဲ့နာကျင်မှုတွေကျွန်တော်ရခဲ့ပြီးပြီပျော်စရာတွေအများကြီးမရှိပေမဲ့ရှိတဲ့နေရာမှာပျော်တတ်ဖို့လေ့ကျင့်ယူရတာပဲကိုယ်ရွေးချယ်မှုတိုင်းကအတ္တတွေရှိကောင်းရှိလိမ့်မယ်သူတော်ကောင်းစစ်စစ်မဖြစ်နိုင်သေးပေမဲ့သူတစ်ပါးအပေါ်ယုံမှာဖို့အထိမတန်စီခဲ့ဘူးရှောက်ခဲ့သမျှမရောက်နိုင်သေးလဲမတန်မယာစုတွေအတွက်ဖျားရှိမှာနဘူးနာစာလုံမနေခြင်းဘူးလက်တကန်းစာမတတ်နိုင်တဲ့အခါရင်တအုပ်စာတော့နှွေးထွေးပေးခြင်းမိတယ်အချိန်ဆိုတာအတိတ်ကမ်းမားကိုတိုက်စားပြမယ်ဒီရေလိုပဲတကယ်လိုအပ်ချိန်မှာမရရှိခဲ့တဲ့အရာတွေကိုအခုချိန်မှာမှအလွယ်တကူပြန်ရခဲ့ရင်လဲကျေးဇူးတင်စွာညှင်းပယ်ခြင်းပါတယ်တတ်မဲ့အရာဝတ္ထုတွေပဲဖြစ်ဖြစ်သက်ရှိလူသားကိုပဲဖြစ်ဖြစ်ရှင်ပန်ထရာ